တင့်အတွက်ငိုပေးတဲ့ယောက်ျားတစ်ယောက်အကြောင်းတင့်အတွက်ငိုပေးတဲ့ယောက်ျားတစ်ယောက်နဲ့တွေ့ရင်သူ့ကိုလက်မလွတ်ပါနဲ့သူတင့်အတွက်မျက်ရည်ကျတယ်ဆိုတာတင့်ကိုတကယ်ချစ်ပြီးတကယ်လဲခံစားနေရလို့ပါယောက်ျားတွေဟာလွယ်လွယ်နဲ့မငိုတတ်ဘူးဆိုတာသင်သိထားဖို့လိုပါတယ်သူတို့ငယ်ငယ်ကတည်းကငိုတာဟာအားနည်းတဲ့လက္ခဏာပဲလို့အမြဲပြောခံခဲ့ရတာပါတွေးထွက်တာကိစ္စမရှိပေမဲ့ငိုတာတော့မလုပ်ရဘူးလို့သူတို့ကိုသင်ကြားပေးထားကြပါတယ်ဒါကြောင့်ယောက်ျားအများစုဟာနာကျင်မှုတွေကိုရင်ထဲမှာပဲဖုံးကွယ်ထားတတ်ကြပါတယ်ယောက်ျားတစ်ယောက်ငိုတာကိုအားနည်းတယ်လို့သင်ထင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့သူဟာတင့်ကိုအယိုးထဲထိနက်နက်ရှိုင်းရှိုင်းချစ်နေတာကိုသင်မသိနိုင်ပါဘူးယောက်ျားတစ်ယောက်ဟာသူတကယ်ချစ်တဲ့အမျိုးသမီးရှိမှပဲနူးညံ့ပြတ်တတ်ပြီးအချစ်တွေအယံများလာတဲ့အခါမှပဲမျက်ရည်ကျတတ်တာပါဒီမျက်ရည်တွေဟာသူ့ရဲ့မာနနဲ့သူ့ရဲ့နှလုံးသားတစ်ခုလုံးကိုပုံအောပေးလိုက်တာဖြစ်ပါတယ်သူဟာသူတန်မိုးထားရတဲ့သူကိုစုပ်ကင်ထားနိုင်ဖို့အတွက်သူ့ရဲ့မာနတွေကိုလွှတ်ချပြီးတင်းရှိမှအားငယ်ပြဝင်တာပါဒါကြောင့်တင့်ကိုမထွက်သွားဖို့တောင်းပန်ပြီးငိုနေတဲ့ယောက်ျားတစ်ယောက်ရှိရင်သူ့ကိုတေချာပြန်ကြည့်ပေးပါဘာဖြစ်လို့လဲဆိုတော့သူဟာတင့်ကိုအမှန်တကယ်ချစ်နေလို့ပါပဲ